What is love? အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဟာလူသားတွေရဲ့ခံစားချက်တွေထဲမှာအရေးအပါဆုံးနဲ့အနက်ရှိုင်းဆုံးခံစားချက်တစ်ခုဖြစ်တဲ့အချစ်အကြောင်းကိုပြောပြပြီးတော့မှာပါအချစ်ဆိုတာလူတဦးနဲ့တဦးအတွက်ပုံစံတစ်မျိုးတည်းမဟုတ်ပါဘူးအချစ်ဟာစိတ်အားထက်သန်တဲ့အချစ်တစ်ကနေစပြီးတသက်တာခင်မင်ရင်းနှီးမှုရဲ့မြဲမြံတဲ့ထက်တောင့်ထက်တာရှိမှုအခြေပုံစံမျိုးစုံနဲ့တည်ရှိနေပါတယ်ဒီအချစ်အမျိုးအစားတွေကိုနားလေခြင်းဟာကျွန်တော်တို့ရဲ့ဆက်ဆံရေးတွေစိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ကိုတန်ဖိုးထားမှုတွေကိုတိုးတက်ကောင်းမွန်လာစေဖို့အထောက်အကူပြုနိုင်ပါတယ်ဒီတော့လူတွေခံစားရတဲ့အချစ်အမျိုးအစား10မျိုးအကြောင်းလေ့လာကြည့်ကြရအောင်Eros romantic sandal အချစ် romantic love Greek နတ်ဘုရား Eros ကိုအစွဲမိခေါ်ထားတဲ့ဒီအချစ်ဟာစိတ်အားထက်သန်တဲ့အစွဲဆောင်မှုနဲ့လင်ပိုင်းဆိုင်ရာရမတ်တို့မှာအခြေခံထားတဲ့ပြင်းပြန်သောအချစ်မျိုးပါဒါဟာ romantic sandal ဆက်ဆံရေးတွေရဲ့အစောပိုင်းအဆင့်တွေမှာအများဆုံးတွေ့ရတတ်ပြီးပြင်းပြန်တဲ့တောင်းတခြင်းစန္ဒရှိခြင်းတဲ့ရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုတွေပါဝင်ပေမဲ့နတ်ဆိုင်သောစိတ်ပိုင်းဆိုင်ရာဆွေးနွေးမှုတော့မပါဝင်သေးပါဘူးနံပါတ်1 philia ယဉ်နီးချစ်ခင်သောအချစ် affectionate love philia ကိုညီအကိုချစ်ချင်းမေတ္တာလို့မကြာခဏခေါ်ဝေါ်လေးရှိပြီးအချစ်ဆုံးတန်ငယ်ချင်းများသို့မဟုတ်ယဉ်နီးသောအဖိုးများကြားမှာချစ်ခင်တွေ့တာမှုကိုရည်ညွှန်းပါတယ်။ Eros နဲ့မတူပဲ philia ဟာ romantic ဆန္ဒဒါမှမဟုတ်လင်ပိုင်းဆိုင်ရာဆွဲဆောင်မှုမဟုတ်ပါဘူး။ဒါဟာသစ္စာဆောင်တည်မှုများတန်ဖိုးထားများကိုမျှဝေခံစားခြင်းနဲ့စိတ်ပိုင်းဆိုင်ရာချစ်စင်မှုတွေကိုပါဝင်ပါတယ်။ရှေးခင်ဂရီအတွေ့အခေါ်ပညာရှင်တွေကဒါကိုလူသားတို့ရဲ့အခြေရအမြင့်ဆုံးပုံစံတွေကတစ်ခုအထိရှုမြင်ခဲ့ကြပါတယ်။နံပါတ်3 Stoji ယင်းဤကျွမ်းမြင်သောအချစ်မိသားစုမေတ္တာဒီအချစ်အမျိုးအစားကတော့မိသားစုဝင်တွေကြားမှာတဘာဝအတိုင်းစီးစိနေတဲ့အချစ်မျိုးပါ။ဒါဟာညီအကိုမောင်နှမကလေးသုံးမဟုတ်မိဘတဦးအပေါ်ခံစားရတဲ့အချစ်ခင်မျိုးဖြစ်ပါတယ်။ Stoji ဟာတောက်ပြောင်းမရှိပေမဲ့အခြေခံအုပ်ဟင်တီပီယင်းဤကျွမ်းမြင်မှုနဲ့ရေရှည်ပေါင်းတင်ဆက်သွယ်မှုတွေကနေကြီးထွားလာခဲ့ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုအတွက်ကြီးမားတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။နံပါတ်4 Ludus ပျော်ရွှင်မြူးထူးသောအချစ် playful love Ludus ချစ်ချင်းဟာစနောက်ချင်းပေါ့ပပနဲ့ပျော်စရာကောင်းတဲ့အချစ်ဖြစ်ပါတယ်။ဒါဟာ crush တူတော့မဟုတ်အချစ်ရေးအဖော်တစ်တူနဲ့ပေါ့ပစနောက်ချင်းနဲ့ပျော်ရွှင်စွာပြောဆိုခြင်းတွေမှာပေါ်လွင်ပါတယ်။ Ludus ဟာရေရှည်ဆက်ဆံရေးကိုအမြဲတမ်းဥဆောင်တာမျိုးမဟုတ်ပေမဲ့အခြေရေးရဲ့အစောပိုင်းအဆင့်တွေကိုစိတ်လှုပ်ရှားစရာဖြစ်စေပါတယ်။နံပါတ်5 Pragma ခိုင်မြဲသောအချစ် enduring love Pragma ဆိုတာဂတိကဝတ်ပြုမှုနဲ့ရေရှည်ကြိုးပမ်းအားထုတ်မှုအကြောင်းပါ။ဆယ်စုတစ်ပေါင်းများစွာအတူနေထိုင်ကြတဲ့အိမ်ထောင်စုစုံတွဲများဟာဒီခိုင်မြဲတဲ့အချစ်ကိုထပ်တည်ပြနိုင်ပါတယ်။ဒီအချစ်မှာစိတ်ရှည်ခြင်းနားလည်မှုနဲ့အခြားသူတို့နဲ့အတူအချိန်ကြာလာသည့်အမျှကြီးထွားလာနိုင်စွမ်းတို့ပါဝင်ပါတယ်။ဒီအချစ်အမျိုးအစားဟာယမရထလက်တွေ့ကြမှုပေါ်မှာပိုပြီးတည်ဆောက်ထားပါတယ်။နံပါတ်6 Minia ဆွဲလန်းသောအချစ် obsessive love ဒါဟာအချစ်ကိုအစွန်းရောက်တဲ့အဆင့်အထိရောက်သွားခြင်းဖြစ်ပါတယ်။ Minia အားစိတ်ခံစားမှုအတက်အကျများမနာလိုမှုနဲ့ချစ်ရသူအပေါ်လွမ်းမိုးချုပ်ကင်ထားတဲ့အာယုံစိတ်မှုတွေပါဝင်နိုင်ပါတယ်။ဒါဟာအချစ်စစ်လို့ခံစားရနိုင်ပေမဲ့မကြာခဏဆိုသလိုမလုံခြုံမှုကိုတန်ဖိုးထားမှုနည်းပါခြင်းသို့မဟုတ်မဖြေရှင်းရသေးသောပြဿနာများကိုရောင်ပြန်ဟပ်ပါတယ်။ဆက်ဆံရေးတွေမှာဒီလိုအချစ်မျိုးဟာပြင်းထန်ပေမဲ့ချမ်းသာရေးနဲ့မညီညွတ်ပါဘူး။နံပါတ်9 Philautia ကိုချစ်ခြင်း self loveကိုချစ်ချင်းဆိုတာမာနကြီးခြင်းမဟုတ်ပါဘူး။ဒါဟာကိုတန်ဖိုးထားခြင်းနဲ့မိမိရဲ့အရေးအသွေးကိုအတိအမှတ်ယူခြင်းဖြစ်ပါတယ်။ကျမ်းမာသောကိုချစ်တော်မေတ္တာဟာစိတ်ကျမ်းမာရေးကိုတိုးတက်စေပြီးပုံမခိုင်မာသောပုဂ္ဂိုလ်ရဲ့ဆက်ဆံရေးများကိုတည်ဆောက်ပေးပါတယ်။ရှေးကဂရိလူမျိုးတွေကဖီလောက်တီယာဟာအခြားလူသားတွေကိုကောင်းစွာချစ်ဖို့အတွက်မရှိမဖြစ်လိုအပ်တယ်လို့ရှုမြင်ခဲ့ကြပါတယ်။ Sit agape စကြဝဠာဆိုင်ရာအချစ် universal love agape ဟာကိုကြိုးမဖတ်တဲ့အခြေအနေမဲ့အချစ်ဖြစ်ပါတယ်။ဒါဟာလူသားအလုံးအပေါ်အမြင့်မြတ်ဆုံးစွမ်းအားတစ်ခုပေါ်သို့မဟုတ်သစိမ်းဒီအပေါ်ခံစားရတဲ့အချစ်မျိုးပါ။ဝိညာဉ်ရေးရရိုးရဒလိအဒီနဲ့မကြာခဏဆက်သွယ်နေပြီးagape ဟာပြန်လည်ရရှိဖို့ဘာကိုမှမတောင်းဆိုပါဘူး။ဒါဟာ
ကရုဏာစာနာနားလည်မှုနဲ့အများချိုးဆောင်မှုတွေကိုအလေးထားပါတယ်ကို companionic love အဖော်မွန်ချစ်ချင်း companionic love ဒီအချစ်ပုံစံဟာပြင်းထန်တဲ့လိမ်ပိုင်းဆိုင်ရာရမတ်မပါပဲချစ်ခင်တွေ့ထားမှုနဲ့ဂတိကဝတ်ပြီးမှုကိုပေါင်းစပ်ထားပါတယ်မိတောင်တွေငိမ့်တွာနိုင်ပြီမဲ့နှောင်ကြောခိုင်များနေစေဖြစ်တဲ့ရေရှည်ပေါင်းပယ်မှုတွေမှာအများဆုံးတွေ့ရတာပါတယ် companionic love ဟာမျှဝေခံစားထားတဲ့အတွေ့အကြုံများအပြန်လန်းလေးစားမှုနဲ့အရေးတွေးရှိတဲ့အချိန်တွေကနေကြီးထွားလာပါတယ် C. Consummate love ပြေဝဆုံးလင်သောအချစ်စိတ်ပညာရှင် Robert Sternberg ရဲ့အဆိုအရပြေဝဆုံးလင်သောအချစ်ဟာအတိကအစိတ်အပိုင်း၃ခုစလုံးကိုပေါင်းစပ်ထားပါတယ်။ရှင်မတ် passion ရင်းနှီးမှု intimacy နဲ့ category commitment တို့ပါပဲ။ဒါဟာရှားပါပေမဲ့ romantic ဆန်သောဆက်ဆံရေးတွေရဲ့စံနမူနာပုံစံကိုကိုးစားပြုပါတယ်။ဒီလိုအချစ်မျိုးကိုထိန်းသိမ်းဖို့အတွက်ကြိုးစားအားထုတ်မှုလိုအပ်ပြီးမျှတနေတဲ့အခါအချစ်စစ်အစစ်အမှန်လို့ခံစားရပါတယ်။ကဲလူသားတွေခံစားရတဲ့အချစ်အမျိုးအစား10မျိုးကိုကျွန်တော်တို့လေ့လာခဲ့ပြီးပါပြီ။အချစ်ဆိုလား romantic ဆန်တော့အချစ် hero-ish တို့မဟုတ်မိသားစုမြတ်တာ storage ဒီမျိုးတည်းမဟုတ်ပဲယင်းနီနောမြတ်တာ philia ကလည်း romantic ဆန်တော့အချစ်တွေလိုပဲလူသားတွေအထက်မရှိမဖြစ်လို့အပ်ပါတယ်ဒီအချစ်မျိုးစားတွေကိုနားလည်ခြင်းအားဖြင့်တင်းရဆက်ဆံရေးဒီမှာဘလို့အချစ်ပုံစံတွေပုံမလိုအပ်နေလဲဆိုတာကိုတင်ပို့ပြီးသိရှိလာမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုကိုတင်နှစ်သက်တယ်ဆိုရင် like လုပ်ပြီး subscribe လုပ်ဖို့မမေ့ပါနဲ့နော်နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေကိုဘယ်အချိန်မှလေ့လာခြင်းလဲဆိုတာ comment မှာရေးပေးခဲ့ပါဦးနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်